အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်14နဲ့30ရဲ့အထိအကျုံးဝင်မဲ့ reading တစ်ခုကိုလုပ်ပေးချင်ပါတယ်ဒီဟာကဘာလဲဆိုတော့ဒီကြန့်ရှိနေတဲ့14ရဲ့နောက်ပိုင်းမှာကြန့်ရှိနေတဲ့ရက်တွေမှာဘာဆက်ဖြစ်ဖို့ရှိလဲဘာတွေရှောင်းရှိလဲဆိုတဲ့ဟာကိုအားလုံးနဲ့အတူတူ general reading လုပ်ပေးချင်ပါတယ် general reading ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်နဲ့ energy ကိုင်းရတဲ့အပိုင်းလေးယူစေချင်ပါတယ်အရင် serious မထားဘဲနဲ့ပေါ့ပါလေးကြည့်ပေးပါဒီ14နောက်ပိုင်းမှာကိုကနေပြီးတော့ငွေကြေးဆိုင်ရာဖြစ်စေအလုပ်ကိစ္စအတွက်ကိုယ့်ရဲ့အခွင့်အရေးတစ်ခုကိုကိုဖက်ကနေမျောလင့်နေရမျိုးစောင့်ဆိုင်နေရမျိုး energy မျိုးတွေ့ရတယ်တစ်ဖက်ကအေးစစ်အလုံးလုံးနေပါမယ်တစ်ဖက်ကအဲ့ဒီမျောလင့်ထားတဲ့ကိစ္စတစ်ခုကိုအပေါ်ကိုဖက်ကနေပြီးတော့အရန်မျောလင့်ထားတဲ့အတွက်ကြောင့်မလို့ကိုယ်မှာစိတ်မအေးမချမ်းနေဖြစ်ရတယ်အဲ့ဒီအဆက်အတွက်ပေါ်မှာကိုယ့်ဘက်ကငွေကြေးချီးထားလို့ပဲဖြစ်စေကိုယ့်ဘက်ကငွေကြေးချီးထားကြားတဲ့အကျွေးတွေကိုပြန်ရဖို့အတွက်မျှော်နေရပဲဖြစ်စေအဲ့လိုမျိုးစိတ်တွေအတွက်ကြောင့်မလို့ကိုယ်မှာပူပင်မှုအနေငယ်ဖြစ်တတ်တယ်ဆိုတော့ကြလို့ရှိရင်ဆိုတော့ကိုယ့်ဘာကိုမျှော်လင့်နေရလဲအဲ့ဒီမျှော်လင့်တဲ့အရာတစ်ခုကိုကိုယ့်ဘက်ကနေပြီးတော့ healing တစ်ခုလုပ်ဖို့လိုတယ် healing ဆိုတဲ့အထက်မှာဘာဖြစ်သွားမလဲဆိုရင်ကိုယ့်ဘက်ကဒီကိုယ့်ရဲ့စိတ်ခံစားချက်ကိုတည်ငြိမ်အောင်အေးချမ်းအောင်ထားဖို့လိုအပ်တယ်။တည်ငြိမ်အောင်အေးချမ်းအောင်ထားဖို့အတွက်ဘာလုပ်ရမလဲဆိုလို့ရှိရင်အမြဲတမ်းဖျားရှင်မှာကွာသူအေးချမ်းအောင်လို့မွေးတာနေပဲဖြစ်ဖြစ်ဘာလေးဖြစ်ဖြစ်အဲ့လိုမျိုးကတ်လှူပြီးတော့အရန်စိတ်ကိုစိတ်တည်ငြိမ်စေမယ်တရားလေးပါလေးထိုင်စေခြင်းနဲ့ဒီကိစ္စအတွက်ပေါ့နော်ဆိုတော့အရင်ကလောက်ခဲ့တဲ့ကိစ္စတွေအပေါ်မှာလဲကိုယ့်ဘက်ကနေစိတ်မကျေနပ်မှုတွေအနေငယ်တွေ့ရတယ်။ကိစ္စတွေကကိုယ့်ဘက်ကမတိမတာကိုယ့်ဘက်ကမထင်ရပေမဲ့ဒီကိစ္စတစ်ခုကကြံ့ကြာနေရမျိုးကြံ့ကြာတဲ့ကိစ္စတစ်ခုပေါ်မှာကိုကစိတ်မရှိရမျိုးငါဘာလုပ်လိုက်လို့ဒီလောက်ကိစ္စတစ်ခုကကြာသွားရလဲဆိုတဲ့အတွေးမျိုးတွေတွေးနေတတ်တယ်ဆိုတော့ကိုကနေပြီးတော့လောက်တဲ့ကိုရဲ့လောက်ခွင့်မှာဖြစ်စေကိုရဲ့ပညာရေးမှာဖြစ်စေကိုကနေပြီးတော့တရားမျှတမှုတရားမျှတမှုမရှိဘူးလို့ခံစားမှုတွေအနေငယ်တွေ့ရတယ်တယောက်နဲ့တယောက်နဲ့ compare လုပ်တရလဲတွေ့ရတယ်ကိုဖက်ကကိုရဲ့ရှိရဆွဲပုံစံအတိုင်းမနေဘဲနဲ့အခြားသူရဲ့အောင်မြင်မှုတွေအခြားသူရဲ့ချီးကျူးခံရမှုတွေကိုလိုက်ပြီးတော့ compare လုပ်နေရမျိုးတွေ့ရတယ်လူအချင်းချင်းဟိုမှပဲအဲ့လိုမျိုးလိုက်ပြီး comment လုပ်နေခြင်းအကိုကိုလည်းစိတ်အားကြစေရစိတ်တက်ကြစေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချက်လေးကိုရှောင်ပေးဖို့လိုတယ်ဆိုတော့အလုပ်ကိစ္စတွေကကြံ့ကြာနေရမပြီးမြောက်သေးရကကိုယ့်ရဲ့စိတ်ကထင်လို့ပါတကယ်လည်းမဟုတ်ပါဘူးကိုယ့်ဘက်ကအတွေးကြီးများနေရကြောင်းရင်ကိုယ့်ရဲ့ပူပင်တော့ကရောက်နေတဲ့ကိစ္စတွေအတွက်ကြောင့်ဒါဒီအတွေးတွေကများပြီးတော့ကိုယ့်ရဲ့အလုပ်ပေါ်မှာကိုကနေ focus မလုပ်နိုင်တာလည်းဖြစ်ပါတယ်ဒီကာလမှာပေါ့နော်ဒီကိုယ့်ရဲ့အခွင့်အရေးတွေစောင့်မျှော်နေတဲ့လူတွေတွေ့ရတယ်ဟိုမှာဒီ result တစ်ခုကိုကိုယ့်ရဲ့ပညာရေးက result တစ်ခုရမျိုးကိုယ့်ရဲ့လုပ်ငန်းခွင်ကိုရှောက်လိုက်တဲ့ကုမ္ပဏီကလုပ်ငန်းခွင်တွေမှာကိုယ့်ဘက်ကအခွင့်အရေးသတင်းစကားတွေမျှော်နေတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့ဒီကာလမှာနည်းနည်းဝမ်းနဲ့စီအားကြည်ကွဲစီအားစိတ်ခံစားချက်ပြင်းလွယ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့သတိထားစေချင်တယ်။ရန်စီရွေးမဖြစ်ဖ ೇನೆ ဘောပါလေးနေပေးပါနေစဉ်ဘဝကောင်းအောင်ဖြတ်တန်းပေးပါ။ 4 os 1ဒီကာလမှာလက်ထပ်ဖို့ရည်ရထားတဲ့လူတွေအချင်းရင်မှာrelationship ရှိတဲ့လူတွေအတွက်လည်းကောင်းမွန်တဲ့ကာလဖြစ်တယ်ဒီပေါ့နှစ်ဖက်စလုံးအဆင်ပြေမဲ့ကောင်းမွန်လေးနဲ့ဒီကိုလိုရီမန်းထားတဲ့ဒီကိုရီမန်းထားတာလားကိုဒီသူနဲ့ရီမန်းထားဆိုလို့ရှိရင်လည်းကိုရဲ့ရီမန်းချက်တရားပြီးမြောက်မယ်ဆိုတော့ကိုနဲ့သူပဲလက်ထပ်ဖို့အတွက်တိုင်မင်နေတဲ့လူတွေအတွက်လည်းဒီကာလဒီကာလအပီးရဲ့ဒီကာလမှာကောင်းမွန်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့relationship တွေလက်ထပ်ဖို့ရွေးရလူတွေအတွက်အဆင်ပြေတဲ့ကာလလည်းဖြစ်တယ်ဆိုတော့စိတ်ခံစားချက်အရင်ပြင်းလွယ်တယ်တခုခုဆိုလို့ရှိရင်ဒေါသထွက်လွယ်တယ်ဒေါသထွက်တဲ့အပေါ်မှာကိုကဘာဆက်ဖြစ်မယ်ကိုမစင်စားဖ ೇನೆ ကိုစက်ကနေလှုပ်ခလဲထွက်သွားတယ်လို့မျိုးဖြစ်တတ်တယ်အဲဟာကြောင့်နည်းနည်းလေးတော့ကိုအသီးနဲ့တတိကိုကတ်ထားဖို့လိုအပ်တယ်ဆိုတော့နိုင်ငံခြားသွားဖို့မျှော်လင့်နေတဲ့လူတွေအလောက်ကိုင်းခွင့်လန်းတွေကိုစောင့်နေတဲ့လူတွေအတွက်လည်းကောင်းမွန်တဲ့အခွင့်အရေးတွေသတင်းစကားတွေကိုကြံရှိရလာနေမှာကြားရပါလိမ့်မယ်
3-4 လအတွင်းမှာကြာပါလိမ့်မယ်ပေါ့နော်ဒီကာလမှာစောနာပြောသလိုမျိုးဖျားရှင်မှာဒီအမွေတိုင်နေလှူပြီးတော့တရားထိုင်ခြင်းအပြင်ကိုယ်စိတ်ကိုတည်ငြိမ်စေတယ်ကိုယ်စိတ်ကိုရင့်ကျက်စေတယ်ကိုယ်စိတ်ပါအတိုင်းကိုယ်ကတရားထိုင်အခြင်းစိတ်ငြိမ်ပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေလည်းမှန်ကန်လာစေပါတယ်ဆိုတော့ဒီချို့တရားငွေကြီးဆိုင်ရာပြဿနာအချို့ကိုတွေ့ရတယ်ဆိုတော့တယောက်နဲ့ကဒီငွေကြေးဆိုင်ရာချီးယူမှုတွေအဲ့အကျွေးတွေကိုပြန်ဆက်ဖို့အတွက်နှစ်ယောက်စလုံးမှာအတိုက်ခံလေးဖြစ်တတ်တယ်ကိုယ့်ဘက်ကဒီတောင်းခံမှုတွေမှာလည်းကိုယ့်ဘက်ကရန်လို့ခံရတာမျိုးတွေပါဖြစ်တတ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ငွေကြေးချီးယူငှားထားတာတွေကိုနည်းနည်းရှောင်ပေးဖို့လိုတယ်သတိထားဖို့လည်းလိုတယ်ဆိုတော့ကိုကမျောလင်းချက်ကြီးတခုခုအရင်ထားတယ်အဲမျောလင်းချက်ကြီးတခုတော့ကိုကနေမဟုတ်မပဆိုတဲ့အခြေအနေတခုကိုတွေ့ရတယ်ကိုကဘာရည်မှန်းထားရလဲကိုကဒီကာလမှာရည်မှန်းချက်အကြီးထားတဲ့အတွက်ကြောင့်မဝင်ပိုကြီးဖြစ်နေတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီရည်မှန်းချက်ကိုကနေပြီးတော့ဒီကောင်းမွန်တဲ့ပြောင်းလဲမှုတွေတခုခုကိုပြုလုပ်ပေးလိုက်ပါဘာလဲဆိုတော့ဥပမာကိုယ့်ရဲ့မျှော်လင့်ချက်ကိုမီးပြတိုက်တစ်ခုအနေနဲ့ပြောင်းလဲဖို့လိုတယ်မီးပြတိုက်ဆိုတာကဘလို့လှိုင်းဘလောက်ကြမ်းပေါ့နော်ခံနိုင်ရှိတယ်ကိုယ့်ဘက်ကမျှော်လင့်ထားတဲ့အရာတွေအဲ့လိုမျိုးပဲမျှော်လင့်ထားတဲ့အရာတွေအတွက်ကိုယ့်ဘက်မှာပေးဆက်မှုတွေအနေငယ်ရှိဖို့လိုအပ်တယ်ပေးဆက်မှုတွေလည်းရှိရမယ်အဲ့ပေးဆက်မှုရှိမှသာလျှင်အပေးဆက်မှုတွေအပေါ်မှာဘယ်ဘက်ကဘလို့လူတွေကလိုက်ပြီးတော့ထိုးနှက်နဲ့ပုတ်ခတ်အဲ့ဒီတန်လေးကိုကိုယ့်ဘက်ကနေခံနိုင်ရှိဖို့လည်းလိုအပ်ပါတယ်ဆိုတော့အခြားလူတွေနဲ့ comment လုပ်တဲ့ကိစ္စတွေကို short ပေးပါလူတွေအများကြီးအဲမှာလူအမျိုးမျိုးနဲ့တယောက်နဲ့မတူတဲ့ကိစ္စမတူတဲ့အတွက်ကြောင့်မလို့တယောက်နဲ့လည်းအောင်မြင်မှုချင်းရောက်နေတဲ့နေရာချင်းလည်းတူညီမှာမဟုတ်ပါဘူးကိုယ့်ရဲ့အောင်မြင်မှုကတနည်းသူ့ရဲ့အောင်မြင်မှုကတည်းကဖြစ်တတ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ရှိရင်ဆွဲရည်အချင်းနဲ့ကိုယ့်ရဲ့ရှိရင်ဆွဲဒီအလှနဲ့ပဲကိုယ့်ဘက်ကနေလက်ခံဖို့လိုတယ်ကိုယ့်ရဲ့ရှိဆွဲအရေးချင်းနဲ့ကိုယ့်ရဲ့ဒီအလုံးမှာဘယ်လိုကောင်းမွန်အောင်လုပ်မလဲကိုယ့်ရဲ့ဒီဉာဏ်အားနဲ့ပဲကိုယ်ဘယ်လိုမျိုးပညာရေးမှာထူးချွန်အောင်လုပ်မလဲဆိုတာကိုပဲစဉ်းစားတင်တယ်ဆိုတော့ဘလောက်ပဲအခက်ခဲတွေကိုလိုက်ပြောcompare လုပ်နေမယ်ဆိုလို့ရှိရင်စိတ်တက်ကကြာရုံပဲရှိရအတွက်ကြောင့်တော့နည်းနည်းလေးတော့ queue site ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ page or one ကောင်းမွန်တဲ့ဒီပေါ့နော်ကောင်းမွန်တဲ့စွန့်စားမှုတွေကောင်းမွန်တဲ့အလေးပေးခံရမှုတွေကရောက်ရှိလို့လာလိမ့်မယ်ဒါပေမဲ့ကိုယ်တိုင်ရှာဖွေရမယ့်အနေအထားတစ်ခုကိုတွေ့ရတယ်ကိုကအခွင့်ရဖို့ဆိုရင်အခွင့်အပေါ်မှာကိုကစိတ်နှစ်ထားဖို့လိုတယ်ခွင့်ရတစ်ခုကိုမျှော်လင့်နေသူတွေအတွက်လည်းအချိန်တစ်ခုယူစေခြင်းနဲ့တန်းပြီးတော့လောက်တာတဲ့ကိုကနေပြီးတော့ဂျူအေရှိကာလာတစ်ခုခုအပေါ်မှာတလားဆိုတလားနှစ်လားဆိုတလားအဲ့ဒီအပေါ်မှာကိုကနေ focus ထားပြီးတော့ဒီကိုလိုတဲ့အလုပ်ပေါ်မှာကိုကနေဖြည့်ဖို့လိုအပ်တယ်ပေါ့နော်ဒီတိုင်းတက်တိုင်းသွားပြီးတော့ဒီတစ်ပတ်နှစ်ပတ်လောက်အချိန်ယူပြီးတော့သွားပြီးတော့ဒီရှာဖွေရမျိုးထက်ကိုယ့်ဘက်ကနည်းနည်းလေးပညာလေးကိုစုဆောင်ပြီးတော့ရှာဖွေရမျိုးကပို့ပြီးတော့အခွင့်အာဏာပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့မြင်မိတယ်အရင်စိတ်ခံစားချက်တွေအရင်ပြင်းနေရမျိုးတွေတွေ့ရတယ်စိတ်ခံစားချက်တွေအရင်ပြင်းထန်တဲ့အတွက်ကြောင့်မလို့ကိုကနေကိုလိုတဲ့အခွင့်အရေးတွေကိုလိုတဲ့ပန်းတိုင်ကိုမရောက်တတ်တာမျိုးလည်းရှိတတ်တယ်ဆိုတော့စိတ်ဆိုးစိတ်ဒေါသထွက်တဲ့ကိစ္စတွေကိုနည်းနည်းလေးရှောင်ပြီးပေါ့နော်အဲ့လိုကိစ္စတွေကိုစိတ်ထဲကနေပြီးတော့ပဲထားဖို့လိုအပ်တယ်ကိုယ့်ဘက်ကမြင်တိုင်းလည်းမပြောနဲ့ကြားတိုင်းလည်းမပြောနဲ့အဲ့လိုပါဇက်စီရောဆောက်တဲ့တယ်ပေါ့နော်ဆိုတော့ခုနက relationship ကိစ္စခုနတော့ပြန်သွားချင်တယ်ဒီကာလ relationship single တွေအတွက်လည်းရန်ကောင်းတဲ့ကာလဖြစ်တယ် single တွေအနေနဲ့လည်းကိုယ်နဲ့ထပ်တူညီတဲ့အခြေအနေမျိုးဝင်လာနိုင်ရှိပါတယ်ဆိုတော့ဒါဟာဂျွန်14ကနေ30ကြားကာလတွေမှာဖြစ်လာမဲ့ဒီ energy လေးကိုဖက်ပြသွားတာဖြစ်ပါတယ်ဆိုတော့အနှစ်ချုပ်အနေနဲ့ကတော့စိတ်ခံစားချက်ပြင်းထန်တဲ့အချိန်ခါလားမလို့စိတ်ခံစားချက်ကလေးကိုတည်ငြိမ်အောင်လို့တရားထိုင်ပေးရမျိုးတွေ
ကိုယ့်ရဲ့ဒီအပြုတ်မှုလေးတွေကိုသတိထားဖို့လိုအပ်ပါတယ်အဲဒါကြောင့်မို့တေချာလေးကိစ္စဆိုင်ဖို့လိုအပ်ပါတယ်အားလုံးပဲနောက်ပြီးတော့ပြန်လည်ဆောင်တွေ့ကြပါမယ်